အဲ့ဒီဝစီသစ္စာဆိုတာကနံပါတ်1တတ္တဟပနသစ္စာတတ္တဟပနသစ္စာဆိုတာကကိုယ့်ကိုသူများကယုံကြည်ဖို့အတွက်သစ္စာဆိုပြီးတော့ပြောတာတစုံတစ်ခုသောအကြောင်းကြောင့်တခြားသောသူတွေကကိုယ့်အပေါ်မှာယုံကြည်မှုမရှိဘူးဆိုရင်ငါဟာမင်းတို့ထင်တယ်လို့မဟုတ်ပါဘူးငါရဲ့သဘောတဘာဝကအမှန်ကဒီတိုင်းပါလို့ကိုယ့်ကိုသူများယုံကြည်ဖို့အတွက်နော်သစ္စာစကားဆိုပြီးတော့ပြောတာနော်ဒုတိယသစ္စာကဘာတုံးဆိုတော့အိစ္ဆာပူရဏသစ္စာကိုယ့်ရဲ့လိုအင်ဆန္ဒတစုံတစ်ခုပြည့်ဝသွားစေဖို့သစ္စာစကားအမှန်တရားကိုဆိုပြီးတော့တောင့်တမှုနဲ့သူကဆိုလိုက်တဲ့သစ္စာတတ္တဟပနသစ္စာဆိုတာကိုယ့်ကိုသူများယုံကြည်စေခြင်းလို့အိစ္ဆာပူရဏသစ္စာဆိုတာကကိုယ့်ရဲ့လိုအင်ဆန္ဒပြည့်ခြင်းလို့ဒုက္ခတွေကလွတ်ခြင်းလို့ဓမ္မမို့တစ်မျိုးတစ်ပုံချမ်းသာဒုက္ခနဲ့ပြည့်စုံခြင်းလို့အမှန်တရားတစ်ခုကိုတိုင်တယ်ပြီးတော့ဆိုလိုက်တဲ့သစ္စာဒါကဘာတော့အိစ္ဆာပူရဏသစ္စာအဲ့ဒီသစ္စာနှစ်ပါးလည်းပဲအဓိကမဟုတ်သေးဘူး